များနဲ့မတူအောင်နေနိုင်မှာများတဲ့ထူးတဲ့ချမ်းသာဒုက္ခကိုရနိုင်မှာနော်နောက်တစ်ချက်မထေရမြတ်ကြီးဆုံးမတဲ့အဆုံးအမနိပတံတေတုဥပ္ပတိနိပတံတေတုနှိမ့်ချနေတဲ့လူတွေရဲ့ကြားထဲမှာဥပ္ပတိမြင်မာစွာနေရမယ်တဲ့ဟောဆန့်ကျင်ဘက်ကလေးလာပြန်တယ်နော်နှိမ့်ချနေတဲ့လူတွေကြားထဲမှာမြင်မာစွာနေရမယ်ဆိုတာဘာပြောတာတုံးဆိုတော့အစစအရာရာစိတ်ဓာတ်အဖြစ်ဖြစ်စေကိုခြင်းတရားအဖြစ်ဖြစ်စေနှိမ့်ချနေတဲ့ဒီလောကကြီးထဲမှာစိတ်ဓာတ်အဖြစ်ကိုခြင်းသီလအဖြစ်မြင်မာစွာစောင့်တည်ပြီးတော့နေရမယ်လို့ပြောတာဟောဒါကြတော့သူကပြောပုံကအဓိပ္ပာယ်တစ်မျိုးဖြစ်သွားတယ်နော်စောစောကမကောင်းတာတွေပဲမြင်နေတဲ့လောကကြီးမှာမကောင်းတာတွေကိုနှိမ့်ပြီးတော့နေရမယ်ပေါ့အခုကဘာပြောတော့ကောင်းတာတွေနှိမ့်နေတဲ့လောကကြီးမှာကောင်းတာတွေကိုမြင့်ပြီးတော့မြင့်နေအောင်လုပ်ပြီးတော့နေရမယ်လို့ပြောတာအဲ့တော့အဓိကဒီနေရာမှာလောကကြီးကဘာတွေနှိမ့်ချနေတာတော့ဘာတွေမြင့်ဖို့လိုတာတော့လို့ပြောရရင်တော့နှစ်ချက်ပေါ့ကိုချင်းသီလနဲ့စိတ်ဓာတ်ဟုတ်လားကိုချင်းသီလနဲ့စိတ်ဓာတ်ဒီခေတ်မှာအများကြီးနှိမ့်ချနေတာမရှိဘူးလားရှိလူကြီးတွေပြောတယ်ဆုတ်ကပ်နော်ဆုတ်ခေတ်ဒီလိုပြောတာရှိတယ်နော်ဆုတ်တယ်ဆိုတာဘာတွေဆုတ်သွားတာတုံးဆိုတော့သူတော်ကောင်းအကျင့်တွေဆုတ်သွားတာသူတော်ကောင်းစိတ်ဓာတ်တွေဆုတ်သွားတာတဖြည်းဖြည်းနဲ့ဒါဆုတ်နေတာကတော့လေအမှန်ပဲဒါကဦးဇင်းတို့နော်တဘာဝလောကကြီးရဲ့လမ်းစဉ်တိုင်းသူကပွားနေတာပါဒါဟုတ်လားဒါကိုတရားဓမ္မတို့ဦးဇင်းတို့ရက်တန့်ဖို့ဆိုတာမလွယ်ပါဘူးဟုတ်ရဲ့လားတော့လောကကြီးတဖြည်းဖြည်းနဲ့ဆုတ်ယုတ်လာတဲ့အစသရရဆုတ်ယုတ်လာတဲ့ဆိုတာကိုရက်တန့်ဖို့ဆိုတာမလွယ်ပါဘူးအဲ့တော့သူများဆုတ်ယုတ်သွားတိုင်းကိုဆုတ်ယုတ်မသွားဖို့အရေးမကြီးဘူးလားအဲ့ဒီအချက်ကိုမိမောင်းထုတ်ပြရရောက်တယ်လို့ထင်ပါတယ်ဟုတ်လားနှိမ့်ကြတဲ့လူတွေကြားထဲမှာမြင့်မားစွာနေရမယ်ဆိုတာသူများမောကားရေတောင်းတိုင်းမတောင်းနဲ့လို့ပြောတာအဲ့တော့တကယ်တမ်းကကိုကနှိမ့်ကြလိုက်မယ်ဆိုလို့ရှိရင်ကိုနှိမ့်ကြစွာနေခြင်းကြောင့်ရရှိတဲ့အကျိုးရလဒ်ကိုကိုပဲသိမ့်ပိုက်ရသူများမကောင်းလို့ငါလိုက်မကောင်းမယ်ဆိုရင်သူများမကောင်းတာကသူများဖတ်သူများအပြစ်သူများယူသွားမှာဟုတ်လားဆိုလိုတာကသူများမကောင်းခြင်းဟာကိုမကောင်းခြင်းအတွက်အကြောင်းမဖြစ်သင့်ဘူးသဘောပေါက်လားဦးဇင်းပြောတာသူများမကောင်းခြင်းဟာကိုမကောင်းခြင်းအတွက်အကြောင်းမဖြစ်သင့်ဘူးပေါ့သူမကောင်းတာသူမကောင်းတာနော်ကိုမကောင်းလို့ရှိရင်ကိုခံရမှာအားလုံးမကောင်းနေတာပဲကွာငါတယောက်တည်းမကောင်းလို့ဘာမှမဖြစ်ဘူးလို့ထင်လို့မရအားလုံးမကောင်းလည်းပဲမကောင်းတာကြီးကတော့မကောင်းတဲ့အကျိုးပဲပေးမှာပဲဟုတ်လားအဲ့တော့ပေးတဲ့ပေါင်းတော်ဒါလေးကိုကွယ်ပြပြနားလည်ဖို့မလိုဘူးလားလိုတယ်နော်အဲ့တော့ဦးဇင်းတို့ဒုတိယတတပလသုတ်တန်ထဲမှာရသော်ဘုရားဆုံးမထားတဲ့အဆုံးအမလေးတစ်ခုရှိတယ်နော်နာဘိက္ခဝေဟိနေနအက္ခတပတ္တိဟောတိအဂေနသခောဘိက္ခဝေအက္ခတပတ္တိဟောတိတဲ့အဓိပ္ပာယ်ကအလွန်ရိုးရှင်းပါတယ်ယဟန်တို့တဲ့နှိမ့်ကြတဲ့တရားနဲ့မြင့်မြတ်မှုဆိုတာကိုမရနိုင်ဘူးတဲ့နော်ဟိနေနရုပ်ညံ့တဲ့တရားနှိမ့်ကြတဲ့တရားနဲ့နာအက္ခတပတ္တိဟောတိနော်မြင့်မြတ်မှုကောင်းမွန်မှုဆိုတာကိုမရနိုင်ဘူးတဲ့နော်အဂေနသခောဘိက္ခဝေအက္ခတပတ္တိဟောတိမြင့်မြတ်တဲ့တရားဖြစ်တာလေမြင့်မြတ်တဲ့တရားကိုရနိုင်တယ်ဆိုလိုတာကဓမ္မတို့ဦးဇင်းတို့စိတ်ဓာတ်တွေမြင်မာဖို့လိုတယ်ကိုချင်းသီလတွေမြင်မာဖို့လိုတယ်နော်သူများအောက်တန်းကြတိုင်းကိုလိုက်ပြီးတော့အောက်တန်းကြနေရင်တော့ကိုလည်းပဲဘာမှထူမှာမဟုတ်ဘူးပေါ့ဟုတ်လားအဲ့တော့လောကကြီးကတော့ဒါဒီတိုင်းပဲသွားနေတာဟုတ်လားအဲ့တော့ပြောချင်တာကသူများမကောင်းခြင်းသည်ကိုမကောင်းတာဖြစ်ဖို့အတွက်အကြောင်းအထောက်ပံ့မဖြစ်သင့်ဘူးသူတို့မကောင်းနေတာဒါဒုက္ခရောက်တော့မှာပဲငါအဲ့ဒီလမ်းစဉ်လိုက်မလားငါတော့မလိုက်သင့်ဘူးသူများမကောင်းတာဟာကိုကောင်းခြင်းအတွက်အထောက်ပံ့တာလည်းဖြစ်သင့်တယ်လို့ဆိုနိုင်မို့လားဆိုနိုင်တယ်နော်ဒါကြောင့်ဦးဇင်းတို့ပေးသက်ပေါင်းတော်တို့ဒုတိယအဆုံးအမလေးလည်းပဲမှတ်သားစရာအလွန်ကောင်းပါတယ်ဟုတ်လားနှိမ့်ကြနေတဲ့လောကကြီးမှာမြင်မာစွာနေရမယ်ဘာတွေနှိမ့်ကြနေတာတော့ကိုချင်းသီလစိတ်ဓာတ်ဟုတ်ရဲ့လားအဲ့ဒါကြည့်လိုက်လေလမ်းပေါ်သွားလိုက်နော်နှိမ့်ကြတာတွေကတွေးနေတာပဲနော်ကားမောင်းနေတဲ့လူတွေလည်းကြည့်လိုက်ဒါဦးဇင်းကလမ်းပေါ်နေတိုင်းသွားနေဒီကိစ္စကခေါင်းထဲကိုရောက်နေတော့အခုဒါပြောဖြစ်ပြီပေါ့ဟုတ်လားနော်ဘာစီကံမှမရှိဘူးမှန်မှန်ကန်ကန်မောင်းတဲ့လူကအယူလို့အဲ့လိုမျိုးဖြစ်နေတယ်ဟုတ်လားအဲ့တော့အစသာရာရာပေါ့လေဒါကလမ်းပေါ်မှာသွားနေလို့လမ်းပေါ်ကအရာကိုတွေ့ရတာလူကြားထဲမှာနေရင်လူကြားထဲကအရာကိုမတွေ့ရနိုင်ဘူးလားနော်ဟိုတနေ့ကတခါကြီးတယောက်ပြောတယ်ဘာပြောလို့ဆိုဦးဇင်းရဲ့တဲ့ကောင်းကျင်လို့တောင်ကောင်းဖို့မလွယ်တဲ့အနေအထားမျိုးမှာရောက်နေတယ်တဲ့သူကတော့တိတိကျကျလေးပြောတော့တချို့ကိစ္စတွေကတိတိကျကျသိပ်ပြောလို့မကောင်းပေါ့နော်အဲ့ဒါလေးကိုပြောတော့တာတန်ဝေကလည်းတော်တော်ရစရာကောင်းပါတယ်ကောင်းခြင်းလို့တောင်ကောင်းဖို့မလွယ်ဘူးတဲ့ပတ်ဝန်းကျင်အနေအထားကဟုတ်လား
နော်တချို့ကောင်းမွန်တဲ့ခင်မှာကောင်းကျင်လွယ်လွယ်လေးကောင်းဖို့အတွက်ပတ်ဝန်းကျင်ကအထောက်အကူဖြစ်တယ်အခုဟာအဲ့လိုမဟုတ်ဘူးနော်ကောင်းကျင်တာတောင်မှကောင်းဖို့မလွယ်ဟုတ်ရဲ့လားမှန်ကျင်တောင်အများကြီးကိုကြိုးစားတိုက်ခိုက်ပြီးယူမှဒီအမှန်တရားလေးကိုရက်တည်နိုင်မယ်နော်အမှန်တရားရဲ့တန်ဖိုးပိုးကြီးလာတယ်လို့မြန်ပြောရမလားမသိဘူးပေါ့နော်ကောင်းကျင်တယ်ဆိုလို့ရှိရင်အများကြီးမင်းကြိုးစားရလိမ့်မယ်အားထုတ်ရလိမ့်မယ်ဆိုတဲ့အနေအထားမျိုးနော်မကောင်းတဲ့နေရာကိုရောက်မသွားအောင်အများကြီးအခုခေတ်ကအားတင်းရတယ်ပေါ့နော်အများကြီးကြိုးစားရတယ်အများကြီးအားထုတ်ရတယ်ဟုတ်ရဲ့လားဒါကြောင့်ဒီဒေသနာလေးတွေကိုအားပြုပြီးတော့ဒကာဓမ္မတို့ဦးဇင်းတွေကြိုးစားကြဖို့တော့မလိုဘူးလားနော်နှိမ်ကြနေတဲ့လောကကြီးမှာဗါတဲ့တော့မြင်မာစွာနေရမယ်နော်ဗာနှိမ်ကြတာတော့ကိုချင်းသီလနဲ့စိတ်ဓာတ်ဟုတ်ရဲ့လားအေးဒါကဦးဇင်းတို့လောကမှာနော်အကောင်းဆုံးနေခြင်း၄မျိုးတည်းကဒုတိယနေခြင်းပေါ့နော်ပထမပြောလိုက်တဲ့အဆုံးအမလေးနဲ့ဒုတိယပြောလိုက်တဲ့အဆုံးအမလေးကစန့်ကျင်ဘက်စကားလေးဆိုထားတယ်နော်ဒါအလုံးမမှတ်သားစရာကောင်းပါတယ်ဒီကထားလေးကိုဦးဇင်းတို့ခန့်ငယ်ငယ်လေးကစသဘောကျလို့ဟိုးတုန်းကမကြာခဏဒီတရားလေးကိုဟောဖို့တယ်နော်ယရနာထိုက်သောစကားလေးကိုဆိုတော့ကြည်ကြဲပြန့်ပြန့်ဟောထားတာလေးရှိတယ်နော်အခုတော့ခေါင်းစဉ်လေးတစ်မျိုးနဲ့နော်တွေးမိတာလေးတွေကိုပြောပြတာ